ဘာယာနသည်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ပြမတက်မင်းခင်မှာတိုင်းပြည်ဟာစီပင်သားယာဝပြောပြီးဘယ်ဖက်ကြည့်ကြည့်ချမ်းသာကြွယ်ဝတဲ့လူတွေနဲ့ပြည့်နှက်နေခဲ့တယ်။ကုတန်းရောင်းဝယ်ကြတဲ့ကုန်သည်တွေလည်းစီကားတိုက်မြိုက်နေခဲ့တယ်။တိုင်းပြည်ရဲ့အပြင်ဘက်မှာတော့စင်းရဲနှုံချလွန်တဲ့ထင်းခုတ်သမားလင်မယားနှစ်ယောက်ရှိပါတယ်။ပင်ပန်းစင်းရဲပါတယ်ဆိုပြူစုဆောင်ရှောက်မဲ့သားသမီးလည်းမရှိပြန်ဘူး။စင်းရဲသားကြီးကသူ့မိန်းမကိုသူများတွေဟာအသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာပြူစုဆောင်ရှောက်ပေးတဲ့သားသမီးတွေရှိကြတယ်။ငါတို့မှကြတော့မရှိဘူး။အားကြစရာကြီးနော်။ငါတို့တွေနှက်ကောင်းနှမျက်တွေစီကနေဘွဲပေးပြီးဆူတောင်ကြည့်အောင်လား။ရသည်ဖြစ်စေမရသည်ဖြစ်စေစ조사ကြည့်ကြတာပေါ့။ငါထင်းခွေရောင်းပြီးပူဆောက်ပွားသားရမယ်ပစ္စည်းတွေကိုဝယ်လိုက်မယ်။အဲ့ဒီချိန်ကစပြီးအသက်40ကျော်ဆင်းရဲသူမှလည်းရှစ်ပါးတီလာတွေကိုစောင့်ရှောက်ကဒေါသတွေကိုဖြေဖြောက်ရင်းဖြစ်နိုင်ရင်သားလေးတယောက်ကိုစုပန်နေခဲ့တယ်။လင်မယားနှစ်ယောက်သားတီလာစောင့်ထရင်စုပန်လာတာရက်သက်တစ်ပတ်ကြာလာတော့သူတို့သားစုပန်မိုးတွေကနှစ်တကြားမင်းရဲ့ပလင်တော်ကိုမင်းနဲ့မြိုက်နေတယ်လို့ပူလောင်နေခဲ့တဲ့အတွက်တကြားမင်းလည်းစပူတီပါကျွန်းပေါ်ကိုလမ်းကြည့်လိုက်တဲ့ချိန်မှာစင်ရဲသားလင်မယားနှစ်ယောက်ဟာတရားဘဝနာပွားများကသားစုပန်ဖို့စူးစမ်းနေရမြင်တော့တကြားမင်းလည်းမနေနိုင်တော့ပဲနတ်ပြည်မှာစီးစိမ်ချမ်းသာခံစားနေတဲ့နတ်မင်းတစ်ပါးစီကိုသွားကနတ်သက်ကြွေကလူပြည်မှာသွားမွေးဖွားဖို့တောင်းဆိုလိုက်ပါတယ်အရှင်နတ်မင်းစပူဒီပါကျွန်းမှာသားစုပန်တော်မူပါအရှင်နတ်သားမင်းကြီးလောက်တင့်တော်တဲ့သူမရှိလို့ပါဒါကြောင့်စင်ရသားလင်မယားစီမြန်သွားပြီးပဏိတရီဝင်စားတော်မူပါနတ်သားကြီးလည်းတကြားမင်းရဲ့အမိန့်တော်ကိုကြားသိပြီးနောက်နတ်သမီးလေးနဲ့ဥယျာဉ်မှာသွားရပျော်ပါမြူးထူးနေတော့နတ်သမီးလေးကိုဒီလိုပြောလိုက်ပါတယ်နမတော်မောင်တော်စပူဒီပါကျွန်းမှာပါရမီဖြည့်ဖို့အတွက်နတ်သက်ကြွေပြီးလူသွားဝင်စားရတော့မင်းနမတော်ဒီမှာစောင့်နေပါဆင်းသွားတာမကြပါဘူးမကြခင်ပြတ်တက်လာပြီစိတ်ရှိစွာနဲ့သီးခံပြီးစောင့်နေပါနော်နှက်သားအဲ့လိုပြောလိုက်တော့နတ်သမီးလေးကလည်းနမတော်နဲ့မောင်တော်ဟာဘိုးစာပါလာပြီးသားမို့မောင်တော်သွားလျာနမတော်လိုက်မှာလူပြေမှာဆင်းသက်ပြီးပါရမီသွားဖြစ်မယ်ဆိုရင်လေနမတော်လိုက်ခဲ့ပါစေအဲ့ချိန်ကစပြီးနှက်သားအဖြစ်ဆွတ်လွတ်ကကောင်းကင်တခွင်မဲမောင်သွားပြီးစင်ရသားမိမကြီးရဲ့ပိုက်ကျဲကိုဝင်ကပနီးစနေယူခဲ့တယ်နတ်သမီးလေးကတော့ဘလူးတိုင်းပြည်ရဲ့မျိုးဆက်တဲ့ဘလူးဘရင်မကြီးရဲ့ပိုက်ကျဲမှာလာရောက်ဝင်စားခဲ့ပါတယ်နတ်သားနဲ့နတ်သမီးလေးနတ်သက်ကြွေကလူပြည်ထဲဆင်းသက်လာချိန်မှာကောင်းကင်ကြီးတစ်ခွင်လုံးမဲမောင်ကမြေပြင်တစ်ခွင်ကြုံလောက်သွားခဲ့တယ်စင်ရသားမလေးရလည်းစိန်တုံးကြီးတတုံးဗစက်တဲဝင်ကပိုက်ထဲမြဲမျိုးချလိုက်တယ်လို့အိမ်မက်မြင်မှတ်ခဲ့ပြီးလက်နိုးလာကယောက်ျားဖြစ်သူကိုမြင်နိုးလိုက်တယ်ယောက်ျားထောက်ကျမအိမ်မက်မှတ်တာကြောက်စရာကြီးတန်ဖိုးကြီးတဲ့စိန်တော်တတုံးကြီးကိုမျိုးချမိတာတိလားပြီးတော့တီစပူဒီပါတကြွလုံးတုံခါသွားတာပဲအိမ်မက်ကြီးကလည်းထိုးဆန်းလိုက်တာဒါမှမဟုတ်ကျမတို့နတ်ဒေဝတွေစီဟာသားစုပန်ထားတာပြည့်တော့မယ်ထင်တယ်တီလိုနဲ့ထင်ထားတဲ့အတိုင်းမလွှဲမသွေပဲကိုဝင်ရလာကတလားကနေ2လ2လကနေ3လ3လကနေ4လ4လကနေ5လ6လ9လနဲ့မွေးခါနီးဖွားခါနီးထိရောက်လာခဲ့ပြီး9လကျော်10လထဲဝင်လာတော့နှစ်သားကြီးကမွေးဖွားလာပြီးကောင်းကင်ကြီးကိုစတင်မြင်တွေ့ခဲ့ရတယ်နှစ်သားလေးတစ်ပါးလိုရုပ်ရည်ချုံမောလှပလွန်းလို့နိုင်ရှင်စရာမရှိတော့အောင်ပါပဲနောက်ပြီးရက်ကောင်းရက်မြက်နှစ်ကောင်းနှစ်မြက်မွေးဖွားလာတာကြောင့်အရှင်ကခြေလက်အင်ကာစုံလင်စွာနဲ့မွေးဖွားလာခဲ့တဲ့စင်ရသားလင်မယားနှစ်ယောက်ကတော့သူတို့သားလေးမျက်နှာကိုရှုံမဝနိုင်ဖြစ်နေခဲ့တဲ့လာပကြော်ရှင်းတဲ့အပြင်ဖျားနာကြိုက်ခဲ့တဲ့ယောဂဝေဒနာတွေလည်းလုံးဝပါမလာခဲ့ဘူးအရှင်ကကျမ်းမာစွာနဲ့အသက်ရှင်နေထိုင်နိုင်ခဲ့တဲ့နေ့တွေကြာလာတာနဲ့မျှတားငယ်လူချောလေးကလည်းစင်ရဲနွမ်းပါလာတဲ့လင်မယားရဲ့ဒဲအိမ်နဲ့လေးထဲမှာကြည်ပြင်းလာခဲ့တဲ့တားငယ်လူချောလေး9နှစ်အရွယ်ရောက်လာတော့ဖခင်ဖြစ်သူဟာရှောင်လဲလို့မရတဲ့တေချင်းတရားကိုရင်ဆိုင်ရကတားမီနှစ်ယောက်သာကြံရှိပြီးစားဝတ်နေရေးအတွက်စ조사ရုန်းကန်နေရပါတယ်တီသားငယ်လေးကိုရှာဖွေကျွေးမွေးဖို့တခါတလေတွေးရင်းနဲ့ကိုခေါင်းကိုက်လာခဲ့တယ်ခက်ခဲကြမ်းတမ်းနေတဲ့ဘဝကြီးထဲမှာလာရောက်ကူညီဖေးမှမယ်ဆွေမျိုးသားချင်းတွေလည်းတရားမှမတွေ့ခဲ့ဘူးဒါကြောင့်စင်ရဲသားအမေအိုလည်းသားဖြစ်သူကိုခေါ်ကတော်ထဲသွားထင်းခွေတွေ့သမျှကောက်လာပြီးလာရောက်ရောင်းချစားတော့ရပါတယ်
ဝန်းစာအတွက်ရှက်ကြောင်မှုကင်းမဲ့စွာနဲ့တောတောင်ရှုံမြောင်တွေကြားတဲ့ကျင်းငဲ့တရကလေးတွေနဲ့အပြိုင်နေစဉ်ရက်ဆက်ရုန်းကန်ရှာဖွေစားတော့နေရပါတယ်တခါတလေအဖွားအိုရဲ့အားအင်လေးနဲ့ကြိုးစားချပြီးတင်းတွေကိုချမ်းနေတာရှုံမြောင်တဲ့ပလက်လန်ကြလို့နီးပါပဲဆင်းရဲဒုက္ခရောက်ရမှုဆိုတာပြောလို့တော့မကုန်နိုင်ပါဘူးထဲတစ်ဦးတစ်ဖို့စေးမြင့်ဝါမြင့်တစ်ပင်ပန်းမှန်တွေကိုအစုံအလင်ရပြီးတဲ့ချိန်မှာမနိုင်မနှင်းချမ်းဖို့ကစိတ်ထဲမှာသွားရောက်ရောင်းချခဲ့ပါတယ်။တားငယ်လေးလဲမအေကိုသွားရနောက်တကောက်ကောက်ပါအောင်လိုက်ခဲ့ရှာပါတယ်။ရောင်းပြီးလို့ပတ်စံရတာပြန်တော့လေစံစီစားလေးဝယ်ပြီးပြန်ကတားငယ်လူချောလေးကိုချက်ပြုတ်ကျွေးမွေးရပြန်နေတားငယ်လူချောလေးရလဲငယ်သေးတဲ့အတွက်ဘာမှမကူညီနိုင်သေးပဲမအေနောက်တကောက်ကောက်လိုက်ပြီးပျော်ရွှင်နေုံလေးပါ9နှစ်ကျော်လာတဲ့ချိန်မှာတော့ရှေးဘဝကချစ်သူကိုရှာဖွေရမယ့်အချိန်နီးလာခဲ့ပါပြီနောက်နေ့မနက်မိုးလင်းလာတဲ့ချိန်မှာတော့တားငယ်လူချောလေးနဲ့မအေဖြစ်သူမနက်စာစားတော့ပြီးတော့အရင်တိုင်းတောချဲဝင်ကချင်းခွေတစ်ဦးတစ်ဖို့တွေတိုးရင်တားငယ်လေးတော့ကျင်းငတ်တရကတန်လေးတွေကိုနားစင်ရင်ပျော်ရွှင်မြူးထိုးနေခဲ့တယ်မကြခင်မှာတားငယ်လေးကပူးစာဖက်နဲ့စုံတွေ့ရမှာဖြစ်ပြီးတိုင်းပြည်ကိုကြောင်းအုပ်ချုပ်ရမယ်အနေအထားဖြစ်ကနတ်မင်းရဲ့ကကြမ္မာကြောင့်အရာအလုံးကိုအနိုင်ယူပြီးအခက်အခဲကိုကြော်ပြတ်နိုင်မှာဖြစ်ပြီးနတ်မင်းရဲ့ဘူးစာရှင်ကကုတခုထဲမှာနေတာဖြစ်ပြီးမကြခင်မှာနတ်မင်းကမင်းပြန်ကိုပိုင်ဆိုင်ရမှာဖြစ်ကတိုင်းပြည်ရဲ့မော်စိန်တုံးရင်းနဲ့ဖနှက်ပြန်ပါသေးတယ်လို့ကျင်းငတ်တရကားတွေကတောတောင်အနက်လိုက်လံပြောပြနေခဲ့တယ်။တားငယ်လေးကတော့ကြောထဲမှာချင်းခွေတစ်ဦးတစ်ဖို့တိုးရင်စူးစမ်းရုန်းကန်နေရတာပေါ့တခါတလေစဉ်းစားလုံးယူတောင်ယူချင်လာတယ်အခုနတ်မင်းရဲ့ဆင်းရဲဒုက္ခရောက်ရမှုပေါင်းစုံကိုပြောပြပြီးပြီဆိုတော့အရှင်ရဲ့ချစ်နှမတော်တွားရောက်မွေးဖွားရတဲ့ဘလူးတိုင်းပြည်ကိုလာရောက်နားဆင်ကြရအောင်အဲ့ချိန်မှာဘလူးတိုင်းပြည်မှာတော့ဘလူးဘရင်ရဲ့တာအိရှိမင်းသားကဒေါသကြီးကသူ့အာနာကဘလူးတွေတော်တော်များများကိုပြပြအောင်အုပ်ချုပ်နိုင်ခဲ့ပြီးဘလူးတိုင်းပြည်မှာလည်းမိဝဲနေထိုင်လာခဲ့တာကြားပါပြီရက်ခဘလူးကြီးကစက်ကြာအပါဝင်လက်နက်စုံလင်စွာရွှေ့ပြီးမော်စိန်တုံးတွေကအစအန်ကျဲအပေါင်းကိုကာကွယ်နိုင်ခဲ့တယ်ဒါအပြင်မြန်မြန်ဆန်ဆန်ပြန်တန်းနိုင်တဲ့ဖက်ပါရှိသေးတယ်ဘသူမှတော့မရှင်းနိုင်ပဲနေပေါ့နောက်ပြီးမြင်သမျှယောက်ျားငေးမောရလောက်တဲ့ချောမောလာပါတဲ့သမီးပြိုလေးတယောက်ပါရှိပြီးနေရကစိုးသွမ်းနေတဲ့အရွယ်ရောက်ပြီးသားလေးတယောက်ပါရှိပါတယ်ကြပေမဲ့မိဘနှစ်ပါးကသူတို့မောင်နှမကိုတေကွဲသွားခဲ့တယ်စိုးသွမ်းနေတဲ့သားဖြစ်သူကတော့ညီမချောလေးကိုပြူစုဆောင်းရှောက်ရမယ့်သူကိုရှာကြည့်ပြန်တော့လေဘသူမှမရှိညီမချောလေးဖြစ်သူကိုစိတ်ပူပန်မှုကြောင့်အိမ်နီးနားချင်းကိုသွားလေလို့လည်းမရပဲဘဲမှမသွားနိုင်သူမကချောမောလှပလန်းနဲ့နတ်သမီးလေးတပားလိုပဲနိုင်တို့စရာမိန်းကလေးတောင်မရှိသူမနဲ့ထိုက်တန်သူရှာပြန်တော့လည်းမတွေ့အဲ့အချိန်မှာတော့ဘလူးကသူ့မိဘကိုဆောင်တိုင်းပြည်ကိုအုပ်ချုပ်နေရပါတယ်ညီမဖြစ်သူကိုခေါ်ကပေါင်းစုံရှင်းပြပေးတယ်ညီမဖြစ်သူအိပ်ပျော်နေတဲ့ချိန်မှာတော့ဘလူးကဂျားကိုယူကညီမဖြစ်သူလေပင်ကိုလေးလိုက်တော့သွေးတွေပန်းထွက်လာပြီးသဲမုံကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ချောင်းတွေထဲမှာလည်းမျောကစိန်တွေပရမများတွေတပွဲတောက်ပါကကြံဖို့ရှိပါတယ်။အမှန်တကယ်တော့သူ့သွေးကနေပြောင်းလာတဲ့အရာတွေပါအကိုဖြစ်သူရှောက်လဲပြီးပြန်လာကမှသွေးအိုင်တွေနဲ့အိတ်နေတဲ့ညီမဖြစ်သူကိုကြည့်ရင်သူ့လေပင်ကိုလေးထားတဲ့ဓာတ်ကိုတမြောင်တည်းပြန်ထည့်လိုက်တဲ့အခါမှာညီမဖြစ်သူသတိပြန်ရလာခဲ့တယ်။အိပ်ပျော်တဲ့သူကပြန်နိုးလာသလိုပေါ့။တန်ရတန်ချက်ကိုရှာကြည့်ပြန်တော့တယ်မတွေ့ဘူး။အဲ့ဒီဓာတ်ကမော်တောင်းမလို့စွတ်တောင်းပြီးမကြခင်မှာအဲ့စွတ်တောင်းပိုက်ရှင်စွတ်တောင်းထားတဲ့အတိုင်းဖြစ်လာခဲ့တယ်။9 ရက်ကြာလာရင်အကိုဖြစ်သူကထွက်လည်မှမို့ညီမဖြစ်သူကိုခေါ်ပြီးကောင်းဖြတ်လိုက်တယ်။အမြဲတမ်းအဲ့လိုလုပ်နေတာပေါ့။ဒါဆိုရင်ပါရနတိတိုင်းပြည်ဘက်ကိုသွားကြည့်ကြရအောင်နေကောင်းနေမြတ်တနေ့မှာတော့စင်ရသားသားမိနှစ်ယောက်ကတောထဲကိုလျှောက်သွားထင်းခွေရင်မြစ်သားတစ်ခုကိုရောက်သွားတော့သားမိနှစ်ယောက်လုံးထင်းခွေပြီးတဲ့နောက်မြစ်ထဲမှာရေစင်းချိုးလိုက်တယ်မြစ်ထဲမှာရေစင်းချိုးကရေစင်းချိုးပြီးအဝတ်အစားတွေပြန်ဝတ်နေစင်မှာတော့သားငယ်လေးကမြစ်ချောင်းထဲမှာလင်းလာတောက်ပနေတဲ့စိန်နှုံးကြီးတတုံးကိုတွေ့လိုက်တယ်စိန်တုံးကြီးတတုံးကိုတွေ့လိုက်လို့မအေကိုမေးလိုက်တယ်ဒါကဘလို့ကြောက်ခဲအမျိုးစားလဲမီးအယောင်ကလည်းနင်းနီရေးရေးထူးဆန်းလိုက်တာမ
မအေးဖြစ်သူလည်းမသိတဲ့အတွက်တကယ်ထူးဆန်းတယ်နော်သားလေးနေရဲနေတာနေမင်းကြီးကြားနေရပဲအမေလည်းဒီလိုထူးဆန်းတဲ့ကြောက်တကားမှမယွံဖူးဘူးသားငယ်ကလည်းအိတ်ခက်သေးကိုကောက်ကထည့်လိုက်တဲ့အိမ်ရောက်တော့သားငယ်လေးတာမန်ကြောက်ခဲတွေလိုလူလိမ်ပေါက်ဆော့ကစားနေကြတာပေါ့ဖြစ်စင်တော့အဲ့ချိန်မှာဒိုင်းပြည်ရဲ့မူးမက်ကဒိုင်းပြည်သေးကိုလဲလဲလာရင်ကြောက်နီမကြီးမငယ်တလုံးကိုလူလိမ်ဆော့ကစားနေတဲ့သားငယ်လေးကိုတွေ့လိုက်တဲ့မူးမက်ကလည်းဒီကောင်လေးကစင်းရဲသားဒေါခွေသူရဲ့သားဖြစ်ပြီးတော့တနေ့လုံးမှတနေ့စားရတာဘဲနေဒီလောက်အဖိုးတန်တဲ့ကြောက်ကိုရလာတာလေအကြောင်းရင်းကိုသိအောင်ငါမေးရမယ်မူးမကြီးဖိုးဖိုးကလည်းသားငယ်ကိုဒီလိုမေးလိုက်တယ်လူလိမ်မင်းအခုစော့နေတဲ့ကြောက်တုံးကြီးကဘဲနေရလာတာလေကြားမမဟုတ်နန်းတော်ထဲမှာသွားခိုးပြီးလာစော့နေရလားဒီကြောက်ကဒိုင်းပြည်ရဲ့အဖိုးတန်မော်စိန်တုံးဆိုတာမင်းသိရလားမူးမကြီးကဘယင်စီမျက်နှာသွားယူချင်တာကြောင့်အဲ့လိုချိန်ချောက်လိုက်တယ်သားငယ်တည်းကဒီလိုပြန်ပြောလိုက်တာပေါ့ဖိုးဖိုးကြီးသားစော့နေတဲ့ကြောက်တုံးကနန်းတွင်းထဲကနေသွားခိုးလာတာမဟုတ်ပါဘူးသားတော်ထဲခွေသွားရင်မြစ်ထဲမှာတွေ့လို့ကောက်လာတာပါအဲ့မြစ်ထဲမှာဆိုရင်အများကြီးရှိသေးတယ်ခိုးတဲ့အလုပ်ကျွန်တော်လုံးဝမလုပ်ပါဘူးသားငယ်လေးအဲ့လိုပြောလိုက်တော့ဖိုးဖိုးအမတ်ကြီးကလည်းဒီလိုပြောလိုက်ပါတယ်ဒါဆိုရင်နေငါ့ကိုအိမ်ထည့်ပေးလိုက်ကြည့်စမ်းဘာလို့ဒီလောက်ထိတိုင်းပြည်ရဲ့မော်စိန်တုံးကြီးနဲ့တူနေရတာလဲသားငယ်လေးလည်းဘာမှမငင်းဆိုပဲကြောက်တုံးကြီးကိုဖိုးဖိုးမူးမတ်စီပေးလိုက်ပါတယ်မူးမတ်ကြီးလည်းကြောက်တုံးကြီးရောက်သွားတဲ့ချိန်မှာမြန်မြန်နန်းတော်ကိုပြန်ကောင်းကျိုင်းပြည်ရဲ့ဘရင်နဲ့ဝင်တွေ့လိုက်ပါတယ်ကျိုင်းပြည်နဲ့ဘရင်ကိုတွေ့လိုက်ပြီးတဲ့နောက်ဒီလိုရှောက်တင်လိုက်ပါတယ်အရွှေမင်းကြီးပြန်ဒီနေ့ကျွန်တော်မျိုးကျိုင်းပြည်ထဲကိုလဲလဲကြည့်ရှုတဲ့ချိန်မှာစေရဲနှုံချာလုံးနဲ့ထင်းခွေသူမရဲ့သားငယ်နဲ့တွေ့ပါတယ်အဲ့ချိန်မှာသူကတန်ဖိုးကြီးတဲ့ကြောက်မြတ်ရတနာတစ်ခုကိုလူးလိမ်ဆော့ကစားနေတာတွေ့လို့ဘရင်မင်းကြီးကိုယူလာပြီးဆက်သပေးတာပါဒီကြောက်ကဒါမှရိုးရိုးကြောက်မဟုတ်ပါဘူးအရန်ကိုအဖိုးတန်တဲ့ကြောက်တစ်လုံးဖြစ်ပါတယ်ပြီးတော့ဒီကြောက်ကကျိုင်းပြည်ရဲ့မော်စိန်တုံးလေးပါဒါအပြင်သူကကျွန်တော်မျိုးကိုအเจ้าအရာမျိုးစုံပြောပြပါသေးတယ်သူတို့သားမီးနှစ်ယောက်ထင်းသွားခွေတဲ့ဘက်မှာရှိုမြောင်ချောင်းတွေထဲမှာတီစိန်နှုံးတွေအများကြီးရှိပါသေးတယ်လို့ပြောပါသေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေနီးလန်းပေါင်းစုံရှာပြီးတော့သူ့ကိုတီစိန်လုံးတွေမြန်မြန်သွားယူလာပေးခိုင်းရမယ်တကယ်လို့သူကစိန်နှုံးတွေယူလာပေးနိုင်နေစဉ်ကျွန်တော်မျိုးတို့လည်းသူ့ကိုထိုက်တန်တန်နဲ့ဆုချီးမြှင့်ပေးလိုက်မယ်တကယ်လို့ယူလာပြီးနန်းတော်ကိုမအပ်နိုင်ဘူးဆိုရင်ထိုက်တန်တဲ့အပြစ်ကိုပေးအပ်တဲ့နေဒီထက်စင်းရဲနှုံချသွားအောင်ကောင်းကောင်းတန်ပေးတင်ပါတယ်ရှင်မင်းကြီးမူးမက်ကြီးကကျိုင်းပြည်ရဲ့ဘရင်မင်းကြီးကိုဘာမှချိုးချွန်ချွေတာထားခြင်းမရှိဘဲနဲ့ရှောက်တင်လိုက်ပါတယ်အဲ့ချိန်မှာမင်းကြီးကလည်းစင်ကျင်တုံတရားကင်းမဲ့စွာနဲ့ဒီလိုပြန်ပြောလိုက်တာပေါ့ကောင်းပြီဒါဆိုရင်လေမင်းပညာရှိအမတ်ကြီးပြောသလိုလောက်ကြတာပေါ့ဘရင်မင်းကြီးဆရာနေအမိန်နာခံပြီးတဲ့နောက်မှာမူးမက်ကြီးကလည်းသားငယ်လေးတို့စီကိုသွားကောင်ဘရင်မင်းကြီးရဲ့အမိန်တော်ကိုဖတ်ပြမိန်ကြားလိုက်ပါတယ်ဒီမှာစင်ရသားထင်းခွေမရဲ့သားဘရင်မင်းကြီးကမင်းကိုအဲ့ကြောက်တုံးကိုသွားရှာလာပြီးတော့ထက်လာဆက်သားရမယ်လို့မိန်ကြားလိုက်တယ်တကယ်လို့မင်းယူလာပြီးတော့ဆက်သားပေးနိုင်နေဆိုရင်ရှေ့ချောက်ကောင်းကောင်းမွန်မွန်နဲ့နေထိုင်သွားနိုင်မင်းသွားရှာလို့မရလာဘူးဆိုရင်တော့မင်းတိမ်မိန်ချခံရမှာတိတ်ချတယ်နေကြောက်တုံးကြီးကိုသွားရှာဖွေရမယ့်အချိန်ကတော့9 ရက်ပေးထားတယ်ငါတို့တိုင်းပြည်ရဲ့ဘရင်ရဲ့အမိန့်ကတော့ဒီလိုရှိတယ်။သားငယ်လေးလေးတိုင်းပြည်ဘရင်ရဲ့အမိန့်တော်ကိုကြားသိပြီးတဲ့နောက်မှာမပျော်မရွှင်စိတ်မချမ်းမသာနဲ့ဖြစ်နေခဲ့ရပါတယ်။သားငယ်လေးကလည်းသူ့အမေကိုကြောက်တုံးနဲ့ပတ်သက်တဲ့ကိစ္စအစအနေအဆုံးထိပြောပြပေးတဲ့နောက်မိခင်စီကနေခရီးထွက်ကကြောက်တုံးကြီးကိုပြန်လဲသွားရှာဖွေဖို့အတွက်ခွင့်တောင်းလိုက်ပါတယ်။မိခင်ဖြစ်သူလည်းအဲ့အမိန့်ကိုကြားလိုက်တဲ့ချိန်မှာစိတ်မချမ်းမသာနဲ့ဖြစ်နေပေမဲ့သားဖြစ်သူကိုအန်တီရဲ့ကင်းအောင်ဆွတောင်းပေးရုံကလွဲပြီးဘာမှမတတ်နိုင်ပါဘူး။သားငယ်လေးကလည်းသူ့ကိုစိတ်မပူဖို့သူကအဲ့ကြောက်တုံးကြီးကိုမတွေ့အောင်စူးစမ်းရှာဖွေမယ်။မတွေ့ဘူးဆိုရင်တခုခုကိုတွေ့အောင်ရှာဖွေမယ်။သူ့အမေကိုစိတ်ပူပန်ပြီးတော့ကမရောက်ဖို့မာကြားကခရီးဆက်တင်ထွက်ခွာလာခဲ့ပါတယ်။သားငယ်လေးကလည်းတတောင်ပေါ်တတောင်ဆင်းခရီးဆက်ကစမ်းချောင်းတန်နေကြီးငှက်တရကတန်နေနဲ့ပျော်ရွှင်မြူးထူးနေရတာပေါ့အဲ့ချိန်မှာသားငယ်လေးကတ
တူတူလျှောက်လန်းမဲ့သူမရှိသေးတာကြောင့်ကျင်းငတ်တရကတွေအားလုံးကလည်းသူကိုအရှိဖက်ဆက်သွားဖူးစာရှင်တွေ့လိမ့်မယ်လို့တွန်ကျူးမြည်ကြွေးနေကြပါတယ်ဖူးစာရှင်နဲ့တွေ့မယ်ဖူးစာရှင်လေးကမောင်မဲနေတဲ့ကူကြီးထဲမှာရှိတယ်လို့တွန်ကျူးမြည်ကြွေးနေခဲ့ကြပါတယ်တားငယ်လေးကတော့တိုင်းပြည်ရဲ့ဘရင်မင်းကြီးကပါလို့များသူ့လောက်လူကောင်သေးပြီးငယ်ရွယ်နေတဲ့စင်းရဲသားလူလေးကိုမှတောတောင်ထဲကိုဝင်ကတန်ဖိုးကြီးလာတဲ့ကြောင်မြတ်ရတနာကိုလိုက်လံရှာဖွေခိုင်းရတာလေရက်ဆက်လွန်းလာပါတယ်ဆိုပြီးတွေးတောနေခဲ့ပါတယ်တားငယ်လေးကတတောင်ပေါ်တတောင်စင်းရှိုမြောင်တွေကြားတဲ့ကိုစ조사လိုက်လံရှာဖွေရင်းချောင်းတွေမှန်သမျှလည်းလိုက်လံကြည့်ရှုနေခဲ့တာပေါ့ပင်ပန်းစင်းရဲဒုက္ခရောက်မှုဆိုတာတော့ပြောလို့တော့မကုံဆုံးနိုင်ပါဘူးနေရအနှံ့လိုက်လံရှာဖွေနေခဲ့ပေမယ့်ကြောက်တုံးကြီးကတော့အခုချိန်ထိအရေးအယောင်တောင်မမြင်ရသေးပဲဖြစ်နေခဲ့တယ်။တားငယ်လေးကတောတောင်ရှုံမြောင်တင်နဲ့ချောင်းတစ်ဘေးကိုခရီးဆက်လာရင်ဖူးစာရှင်နေထိုင်တဲ့ကုအပေါင်းနဝနားကိုရောက်လာခဲ့ပါတယ်။ကုထဲဝင်သွားကြည့်တဲ့ချိန်မှာလည်းချောမောလာပါတဲ့မိမပြိုလေးတယောက်ကသွေးအိုင်တွေကြားထဲမှာလဲလျောင်းအိတ်ဆက်နေတာကိုတွေ့လိုက်ရပါတယ်။ဟိုကြည့်တီကြည့်နဲ့ကောင်မလေးရဲ့လယ်ပင်ကိုပြတ်ထားတဲ့ဂျားကိုတွေ့သွားခဲ့ပါတယ်လူလေးကလည်းဘာလို့လူတွေကဒီလောက်ရက်ဆက်ပြီးကာမလေးကိုဒီလောက်လှုပ်ရက်ရတာလဲလို့တွေးတောနေကလယ်ပင်ကိုလီးထားတဲ့ဂျားကိုကောက်ကင်ပြီးတမြောင်သေးကိုထိုးထည့်ထားလိုက်ပါတယ်တမြောင်ကိုလယ်ပင်ကနေယူပစ်လိုက်တဲ့ချိန်မှာတော့ခုနပြတ်တောက်နေတဲ့လယ်ပင်ကပကုံးနဲ့ပြန်ဆက်သွားကပြန်လဲတတိယလာစီကချုံမောလာပလွန်းတဲ့ရုပ်ရည်သွင်းပြင်ကိုမြင်တွေ့လိုက်ရပါတော့တယ်။မျက်ပန်းလေးကလည်းနိုးထလာတဲ့ချိန်မှာအလန့်တကြားနဲ့သားငယ်ကိုဒီလိုမေးလိုက်ပါတယ်။အကိုဘဲနေဒီထိရောက်လာတာလေ။ပြီးတော့အကိုရဲ့ခန္ဓာကိုယ်ရုပ်ရည်သွင်းပြင်ကနှက်သားတစ်ပါးလိုချုံမောလာပနေတာပဲ။အဲ့ချိန်မှာသားငယ်ကလည်းဒီလိုပြန်ပြေးလိုက်ပါတယ်။အကိုနေထိုင်တဲ့နေရာကတော့လူတကာတိတဲ့ပါရနဲ့တီတိုင်းပြည်မှာနေတာပါ။ရိုးသားပွင့်လင်းပြီးကိုညီရိုင်းပင်းကြတဲ့တိုင်းပြည်တပြည်ပေါ့အကိုဒီကိုရောက်လာရတဲ့အကြောင်းရင်းကတော့ကိုတို့ရဲ့တိုင်းပြည်ပရင်ကအကိုအဖိုးတန်နဲ့ကြောက်တလုံးလာရှာခိုင်းလို့ဒီထိရောက်လာရတာပါအဲ့ဒါကတော့မင်းလေးရဲ့သွေးရနေဖြစ်ပေါ်လာတဲ့ကြောက်တုံးကြီးပဲလေကို့မှာမင်းစီကိုရောက်ဖို့အချိန်တွေတော်တော်သုံးလိုက်ရတယ်စမ်းချောင်းလားနေလိုက်အဲ့ကြောက်တုံးကိုရှာရင်းနဲ့မင်းစီကိုရောက်လာရတာပဲကိုဘလောက်ရှာမတွေ့ရတဲ့အကြောင်းရင်းလက်ဆက်သက်တော့မင်းရဲ့သွေးဖြစ်နေတာ哦ဘာရန်စရန်ညိုးတွေကြောင့်ဒီလောက်မုန်းတီးပြီးခေါင်းပြတ်ခံရတဲ့အထိဖြစ်လာရတာလေဒါမှမဟုတ်မင်းလေးရဲ့ခင်ပွန်းယောက်ျားကအရန်ဆိုးသွမ်းပြီးမင်းကိုဒီလိုရဲဆက်ဆက်တတ်သွားတာလားဒါမှမဟုတ်မင်းသူ့ဘောဖောက်ပြန်သွားပြီးတခြားတယောက်ပေါ်ဆက်ရောက်သွားမှဆိုလို့ပဲစိတ်မချတာနဲ့ဒီလိုကောင်းဖြတ်တတ်ထားရတာလားအဲ့ချိန်မှာမြောက်သွေးကြောက်လေးကလည်းသူ့ကိုဒီလိုပြန်ပြေးလာလိုက်ပါတယ်မဟုတ်ရပါဘူးရှင်ကျမရဲ့လေပင်ကိုဖျက်ရဲတဲ့လူဆိုလို့ကျမရဲ့အကိုတော်ဘလူးကြီးတီဘလူးနယ်ပယ်မှာလူဆိုးကြီးလို့နာမည်ခံထားရတဲ့အကိုတော်ကသူ့ညီမလေးဘလူးနယ်နမိတ်ထဲကနေထွက်လဲမှာကြောက်တာနဲ့ဒီကူထဲမှာလာပိတ်ထားပြီးကောင်းဖြတ်ထားရတာပါကျမကလည်းဒီဒုက္ခကနေလွတ်ချင်လာပြီဒါကြောင့်မလို့ကျမကိုခေါ်ပြီးဒီနယ်နမိတ်ထဲကနေထွက်ပြေးသွားနိုင်အောင်လာခေါ်မဲ့လူတယောက်ကိုစောင့်မျှော်နေမိတယ်တကယ်လို့မင်းကလွတ်တယောက်ဖြစ်ပြီးခြေရခင်ရမယ်လို့မရှိဘူးဆိုရင်ကို့ကြိုက်ဖြစ်ပြီပေါ့ကိုကလည်းမင်းကိုတရားနေကဲထုတ်သွားချင်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကရှေးဘဝကုသိုလ်ကံရေးစဲကြောင်းပဲပြောရမလားဖူးစာပါလို့လည်းပြောရမလားတယောက်ပေါ်တယောက်စိတ်မထိန်နိုင်ပဲနှစ်ယောက်တန်းချစ်ကြိုက်မိသွားကတယောက်ပေါ်တယောက်ကတိသစ္စာတွေအမျိုးမျိုးပေးလိုက်ကြပါတယ်ဒီလိုနဲ့မြတ်သွေးကြောက်ရလေအခုဆိုရင်အကိုတော့ကိုတို့ရဲ့တိုင်းပြည်ထဲမှာလဲပြီးပျော်ပါနေလောက်တယ်ညသွေးတို့ကြောင့်အခွင့်ကောင်းယူပြီးတရားနေမြင်ထွက်ပြေးသွားရအောင်အကိုတော်သာပြန်လာပြီးတွေ့သွားလို့တော့ပြဿနာကြီးတက်မှသိချတယ်အဲ့ဒီနောက်သူမကလည်းမော်စိန်တုံးနဲ့မြင်းပြန်ရှိတဲ့နေရာကိုလမ်းညွန်ပေးလိုက်ပါတယ်နောက်ပြီးဘာမှမကြောက်ဖို့အတွက်စာတစောင်လည်းရေးပေးလိုက်တယ်အဲ့ဒီတောထဲမှာအကြီးဆုံးတောင်ဖြစ်တဲ့ဘလူးတောင်ကိုသွားကောင်းတကယ်လို့ဘလူးအဖိုးကြီးကိုတွေ့ရင်လည်းကြောက်စရာမလိုဘူးဘလူးအဖိုးကြီးကိုတွေ့ပြီးဆိုတာနဲ့ဘလူးတိုင်းပြည်ရဲ့စာပို့သမားလို့ပြောပြီးကျမကအဲ့မော်စိန်တုံးကြီးနဲ့မင်းပြန်ကိုလာယူခိုင်းတာလို့ပြောလိုက်ပါအကိုဒီတောထဲမှာတောင်9လုံးရှိတဲ့နေရာကိုမြန်သွားမှရမယ်ဘာမှကြောက်စရာမလိုဘူးမြတ်သွေးစာတစောင်ရေးပေးလိုက်မယ်တကယ်လို့အဲ့တောင်ရောက်ပြီးဘလူးအဖိုးအိုကြီးတယောက်ကိုတွေ့ပြီးဆိုတာနဲ့မကြောက်နဲ့
တီစာလေးကိုပြပြီးတော့ကျမကမော်စိန်ကျုံကြီးနဲ့မြင်းပြန်လာယူခိုင်းတာလို့ပြောလိုက်တားငယ်ကလည်းမြသွေးကြောက်ရဲ့စကားကိုကြားရပြီးတဲ့ချိန်မှာမြ мян ခီးထွက်ပြီးတောင်ခုနှလုံးစီကိုတွားလိုက်ပါတယ်တောင်ခုနှလုံးရဲ့ခြေရင်းကိုရောက်တဲ့ချိန်မှာတော့ဘလူးအဖိုးအိုကြီးတယောက်ကိုတွေ့လိုက်ပါတယ်သူကအတန်အော်ကြီးနဲ့တားငယ်ကိုကြည့်လို့အော်ပြောလိုက်တယ်အော်ဇာကောင်တောက်ဖွယ်ကငါရှိတဲ့ကိုရောက်လာတာပဲဒီနေ့ငါတော်တော်ကန်ကောင်းနေပါလားအဲ့ချိန်မှာတားငယ်ကလည်းယုံညံ့ပြီးအစ်စ်နှိမ့်တဲ့ဘလူးအဖိုးအိုကြီးမင်းဒီလောက်တောင်လူကဲခက်ညှက်ရသလားငါတီတိုင်းပြည်ရှင်ဘရင်ရဲ့စာဖို့တော်ပဲမယုံရင်ဒီနာနီးနီးလာပြီးတော့တီးစာကိုဖတ်ကြည့်လိုက်အဲ့ချိန်မှာဘလူးအဖိုးအိုလည်းတားငယ်နာကိုနီးနီးကက်ကက်ဝင်သွားကန်ညောက်သွေးကြောက်လေးရေးပေးလိုက်တဲ့စာကိုဖတ်ကြည့်လိုက်ပါတယ်စာကိုတေချာဖတ်ကြည့်ပြီးတဲ့ချိန်မှာတော့ထိတ်လန့်တုန်လောက်ကလက်နက်ကိုချပြီးဒူးချောက်ကတားငယ်ကိုဒီလိုပြန်ပြောလိုက်ပါတယ်ကျွန်တော်မျိုးမသိလို့တောင်းပန်ပါတယ်ကျွန်တော်ရဲ့အပြစ်ကိုပွင့်မယူပါနဲ့ပြီးတော့အရှင်မင်းကြီးကိုလည်းဒီလိုမျိုးယုံညံ့တဲ့အပြုတ်မှုပြုတ်မှုမိတဲ့အတွက်မသိရပါစေနဲ့အဲ့ဒီမသိတဲ့အကြောင်းအရာခဏထားလိုက်အောင်မင်းမြန်သွားပြီးတော့မြင်းပြန်နဲ့မော်စိန်လုံးမြန်ယူလာခဲ့တော်ကြနေငါအချိန်နောက်ကျနေမှာစိုးလို့ဘလူးအဖိုးအိုကြီးကလည်းမြန်သွားပြီးတော့ခိုင်းထားတဲ့အတိုင်းစီစဉ်လာပေးလိုက်ပါတယ်နောက်ပြီးသူ့ရဲ့အပြုတ်မှုအတွက်အရှင်မင်းကြီးကိုပြန်မပြောပြဖို့အတွက်တောင်းဆိုလိုက်ပါသေးတယ်။အဲ့ဒီနောက်လူလေးကလည်းမြင်းပြန်ပေါ်စီးပြီးကောင်းကင်ရံပေါ်ပြန်ဝဲသွားကသူ့ချစ်သူစီကိုမြန်သွားလိုက်ပါတယ်။မြကြောက်သွေးစီရောက်တဲ့ချိန်မှာတော့မြကြောက်သွေးကလည်းဘာမှစဉ်းစားတုံ့ဆိုင်မနေတော့ဘဲမြင်းပြန်ပေါ်ကိုမြန်ခုန်ချက်ကမောင်မိုက်လာတဲ့ကောင်းကင်ရံပေါ်ကိုပြန်တန်းသွားကြပါတယ်။ဖြစ်ချင်တော့သူတို့နှစ်ယောက်ကောင်းကင်ရံကိုတက်သွားတဲ့ချိန်မှာမြသွေးကြောက်ရဲ့အကိုတော်မြင်သွားရပါတယ်။ဒါကြောင့်မလို့သူကလည်းဒေါသကြီးစွာနဲ့အော်ဟစ်ပြောဆိုလိုက်တယ်။မင်းကဘသူများတော့ဘာလို့ဒီလောက်ထိတောင်ရဲရင်ပြီးတော့ငါရဲ့နမတော်ကိုလာခိုးသွားရဲရတာလဲ။ပြောဆိုနဲ့ဘလူးကြီးကလည်းကောင်းကင်ကိုပြန်တန်းတက်သွားကတားငယ်တို့ရှေ့ရောက်သွားခဲ့ပါတယ်။သူကတားငယ်ရှေ့ရောက်သွားတဲ့ချိန်မှာသူ့နမတော်ကိုပြန်လဲလှုပ်ယူမယ်လှုပ်တုံးတားငယ်ကလည်းမော်စိန်တုံးကိုတုံးကမြန်ပြန်တန်းသွားနိုင်အောင်ပြုလုပ်လိုက်ပါတယ်။ဘလူးကြီးကလည်းလိုက်လံကသူ့ညီမတော်ကိုမရရအောင်ပြန်ဆွဲခေါ်ဖို့လုပ်နေခဲ့တယ်။ဒါကြောင့်မလို့မြသွေးကြောက်ကဒီလိုပြောလာလိုက်ပါတယ်။တော်ပါတော့ညီမလေးကသူများပြန်ပေးဆွဲတာလည်းမဟုတ်တလို့သူများအတင်းအကျပ်ခေါ်လာတာလည်းမဟုတ်ရပါဘူး။ဒါကညီမတော်ချစ်ကြိုက်ပြောညီမတော်ရဲ့ဘူးစာဖတ်အမှန်မလို့လိုက်လာခဲ့ရတာပါ။ဒါကြောင့်မလို့အကူတော်နားလည်ပေးပြီးညီမလေးတို့ခွင့်လွှတ်ပေးတော်မူပါနော်။အော်လက်ဆက်တော့မင်းတို့နှစ်ယောက်ကဒီလိုကိုမင်းတို့ကဘာဥပဒေမှတော့မကြောက်တော့ဘူးပေါ့လေငါကဘလူးပေါင်း16000ကုန်းအုပ်ချုပ်နေတဲ့ဘလူးမင်းကြီးဂျားကိုမင်းကမခန့်လေးစားနဲ့ငါ့နာမည်ကိုတုံးပြီးငါအတိုင်းပြည်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုတွားပြီးယူလာရဲသေးတယ်ပေါ့လေတိုင်းပြည်ရဲ့မော်စိန်တုံးနဲ့မြင်းပြန်ကိုခိုးယူလာတဲ့အပြင်ငါနမတော်ပါအစ်စ်ခေါ်သွားသေးတယ်မင်းတို့နှစ်ယောက်ကတော်အရှက်မရှိတဲ့ဟာတွေလဲပင်အောင်အရှင်လက်ညှစ်သက်ပြီးတက်ပြက်စားတောက်ချင်းစရာကြီးပြောဆိုပြီးတဲ့နောက်အကိုတော်ဘလူးကြီးရတယ်သူတို့နှစ်ယောက်နောက်ကိုခုနှစ်ယူစနာထိရောက်အောင်နောက်ကနေလိုက်လံဖမ်းဆီးနေပေမဲ့တားငယ်လေးကိုမနိုင်တော့တဲ့အဆုံးအရှုံးပေးလိုက်ရပါတယ်တိုင်းပြည်ရဲ့မော်စိန်တုံးကကာကွယ်မှုနဲ့မြင်းပြန်ရဲ့မြန်ဆန်အောင်ပြန်နိုင်နှုံးတဲ့အတူနတ်မင်းရဲ့ကုသိုလ်ကံပါရမီကြောင့်လည်းပါပါတယ်ဘလူးကြီးကိုအမောဆိုးစီကကောင်းကင်ရံကနေမော်ကျော်လာတဲ့ကြောက်တော်နှလုံးရှိတဲ့နေရာကိုကြာရောက်သွားစေခဲ့တယ်သူအသက်မထွက်ခင်မှာညီမဖြစ်သူကိုတန်းတောင်အော်ခေါ်နေမိခဲ့တာပေါ့ညီမလေးရေပြန်လာပါတော့အကိုမကြောက်ပါနဲ့တော့အကိုကမင်းကိုဒန်းပြည်နဲ့အာနာတွေအားလုံးကိုအနှင်ပေးချင်လို့ပါကြာမညီမတော်အရာအားလုံးကိုချုပ်ကင်နိုင်ပြီးတက်ဆုံးတိုင်ထိအေးချမ်းနဲ့နေထိုင်နိုင်သွားမှာအကိုတော့မကြောက်ပါနဲ့တော့အကိုတော့လည်းအားအင်းနေအရင်ပြော့ညက်နေပါပြီကွယ်အကိုသာအသက်ထွက်ပြီးတည်သွားရင်ညီမလေးတိုင်းပြည်ကိုအုပ်ချုပ်နိုင်အောင်အာဏာတွေလွှဲပေးချင်တာပါဒါမှဘဝသက်ဆုံးတိုင်ထိအေးချမ်းနဲ့ငါရဲ့ညီမလေးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်မှာအဲ့လိုကြားလိုက်ရတဲ့ချိန်မှာမြသွေးကြောက်ရလဲတားငယ်ကိုခေါ်ကအကိုဖြစ်သူရှိတဲ့နေရာကိုပြန်ဝဲဆင်းသက်လာခဲ့ပါတယ်မြသွေးကြောက်ရောက်လာတဲ့ချိန်မှာတော့ဘလူးကြီးကလည်းတိုင်းပြည်ကိုအုပ်ချုပ်ဖို့အတွက်
ပါတီလိုအပ်လဲဆိုတာတွေတိုင်းပြည်နဲ့ဘလူးတွေကိုစီးလုံးညီညွတ်အောင်ကို့အမိတ်အာဏာကိုမဖီဆန်အောင်ဘလို့အုပ်ချုပ်ရမလဲဆိုတာအကုန်ပြောပြလိုက်ပါတယ်မြတ်သွေးကြောက်တို့နှစ်ယောက်ကိုတိုင်းပြည်ရဲ့အနံပြီးတဲ့နောက်မှာအကိုတော်ဘလူးကြီးကလည်းတပြေပင်အောင်မှာအသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ်အဲ့ချိန်ကစပြီးကျမတို့လူတွေအားလုံးကလည်းတပြေညွန့်ကိုချိုးကပရိတ်ရည်ပတ်ပြန်းတဲ့နေရာမှာအသုံးပြုပါတယ်ဒါကရက်ခကြေဝါဘလူးအန်တီယန်နီကာကွယ်စောင့်ရှောက်ပေးနိုင်အောင်ဆိုပြီးတော့ပုံကိစ္စတွေအားလုံးပြီးမြောက်သွားတဲ့ချိန်မှာတော့မြောက်သိန်းကျောင်းနဲ့တားငယ်လေးရလိမ့်ဘလူးတိုင်းပြည်ကိုပြန်ကဘလူးတိုင်းပြည်နောက်တစ်ခါစီပင်သားရဝပြောလာအောင်အုတ်ချုပ်ကနေထိုင်သွားခဲ့ပါတယ်ဒီလိုနဲ့တိုင်းပြည်ကိုအုတ်ချုပ်လာတာ6ရက်မြောက်နေ့မှာတော့တားငယ်လေးပါရနေသည့်တိုင်းပြည်ကိုပြန်သွားရမယ့်အချိန်ရောက်လာခဲ့ပါပြီဒါကြောင့်မလို့တားငယ်လေးကလည်းမြကြောက်သေးကိုခေါ်ကအမေအိုရှိတဲ့တဲအိမ်စုပ်လေးစီကိုပြန်သွားခဲ့ပါတယ်တဲအိမ်စုပ်လေးစီကိုရောက်သွားတဲ့ချိန်မှာတော့အမေအိုကလည်းရင်တုံလှူရှားစွာနဲ့လာကြိုခဲ့ပါတယ်ဘရင်မင်းကြီးကကြီးလေးတဲ့အမိန့်ကိုချမှတ်ထားတာကြောင့်ဒီနေ့ကလည်း9ရက်ပြည့်ပြီဆိုတော့မေအိုဖြစ်သူရဲ့ရင်တွင်းခံစားချက်ကတော့လုံးဝကောင်းမနေခဲ့ပါဘူးအမေသားလေးဘရင်မင်းကြီးခိုင်းလိုက်တဲ့အတိုင်းဘရင်မင်းကြီးလိုချင်တဲ့ပစ္စည်းရလာရက်လာကွယ်အမေရဲ့ဒီအတွက်အမေဘာမှစိတ်မပူပါနဲ့အမေသားလေးကအဖိုးတန်တဲ့ကြောက်ကိုရှာနိုင်ုံမကဘူးဖိုးစာဖက်ပါရှာနိုင်ပြီးမော်စိန်တုံးကြီးနဲ့မင်းပြန်မှရှာနိုင်ခဲ့တယ်အမေရဲ့ဒါအပြင်အမေရဲ့သားလေးကဘလူးတိုင်းပြည်ရဲ့ရှင်ဘရင်တော်ဖြစ်သေးတယ်နော်အမေအဲ့ရုံညံ့စိတ်တက်အောက်တန်းကြတဲ့ဘရင်ကြီးကိုကြောက်မနေပါနဲ့အမေရဲ့သားလေးအကုန်လုံးလှုပ်လိုက်မယ်9ရက်ရလာပြီးတဲ့ချိန်မှာတော့မိုက်မဲလာတဲ့အမက်ကြီးကဘရင်မင်းကြီးကိုဒီလိုရှောက်တင်လိုက်ပါတယ်အရှင်မင်းကြီးပြန်ကျွန်တော်မျိုးတို့တွေအဲ့စင်းရဲနှုံချလွန်းတဲ့ကောင်လေးကိုတွားရှာရတော့မယ်တင်နေသူ့ကိုနန်းတော်ထဲဝင်ခစားခိုင်းပြီးအဖိုးတန်တဲ့ကြောင်မြတ်ရတနာလေးရလာလားမရလာလားဆိုတာမင်းမြန်းရတော့မယ်ထင်တယ်ဘရင်မင်းကြီးဟုတ်တယ်မင်းပြောတာမှန်တယ်ဒါဆိုရင်လူလွတ်ပြီးတော့သူ့ကိုသွားခေါ်လာခိုင်းလိုက်စမ်းဒီလိုနဲ့မူးမတ်ကြီးကလည်းလူလွတ်ကသားငယ်ကိုသွားခေါ်ခိုင်းလိုက်ပါတယ်ကြာပေမဲ့မူးမတ်ကြီးလွတ်လိုက်တဲ့လူကသားငယ်ရဲ့ချောမောလာပါလွန်းတဲ့မိန်းမနဲ့မော်စိန်တုံးအပါအဝင်မင်းပြန်ကိုပါတွေ့လိုက်တော့သားငယ်ကိုဘာမှမပြောနိုင်တော့ပဲနန်းတော်တဲ့ကိုမြန်ပြန်သွားကဘရင်မင်းကြီးကိုအလုံးစုံရှောက်တင်လိုက်ပါတယ်။သူ့မှာနှစ်သမီးလေးလိုချောမောလှပလွန်းတဲ့မိန်းမတယောက်လည်းရလာသေးတယ်။အဲဟာနိုင်တူစရာမိန်းကလေးတောင်ရှေ့မှာမဟုတ်ဘူး။အဲ့လိုမျိုးမိန်းမစားမျိုးကဘရင်မင်းကြီးနဲ့အသင့်တော်ဆုံးပါပဲ။ဒါအပြင်မော်စိန်တုံးကြီးနဲ့မင်းပြန်မှရှိပါသေးတယ်ဘရင်မင်းကြီး။မော်စိန်တုံးတွေကကြားပြန်နေကောမင်းပြန်ဒီကောရှိတယ်လို့ပါရှောက်တင်လိုက်ပါတယ်အမတ်တွေအဲ့လိုလာရှောက်တင်လိုက်တဲ့ချိန်မှာတော့ပြမရတ်မင်းကြီးကသူ့ရဲ့မူးမတ်ကိုသွားခိုင်းကမတော်လို့များအဲ့ဒီချောမောလှပလုံးနဲ့မိန်းကလေးကငါကိုတော့ဆက်တာပေးဖို့အတွက်ဖြစ်မလားဆိုတာမသိဘူးလို့ပြောလိုက်ပါသေးတယ်ဒီလိုနဲ့မူးမတ်ကြီးကလည်းတန်းငယ်တို့အိမ်ကိုသွားရောက်ကသူ့ရဲ့မိန်းမနဲ့မော်စိန်တုံးရဲ့မင်းပြန်ကိုယူကဘရင်မင်းကြီးစီကိုသွားဆက်တာခိုင်းလိုက်ပါတယ်တန်းငယ်လေးကလည်းအင်ကိုအခုမှရောက်သေးတာအဖိုးတန်တဲ့ကြောင်မြတ်ရတနာလည်းရလာတယ်။နောက်ပြီးဘရင်မင်းကြီးကိုသွားဆက်တာဖို့အတွက်မအားသေးဘူးလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့မိုးမတ်ကြီးကလည်းနန်းတော်ထဲကိုဝင်ကမင်းကြီးကိုတော်တော်များများရှောက်တင်ပြလိုက်ပါတယ်။ပြမရတ်မင်းကြီးကတားငယ်ကသူ့ကိုလာရောက်ဆက်တာဖို့အတွက်မအားသေးဘူးလို့ပြောတန်ကြတဲ့ချိန်မှာဒေါသအကြီးအကျယ်ထွက်သွားကလူတွေကိုစုဝေးပြီးတားငယ်ရဲ့မိန်းမနဲ့မင်းပြန်တင်မော်စိန်တုံးတွေကိုကြိုက်ခိုက်ဖို့အတွက်လူတွေစုလိုက်ပါတယ်သူတို့တွေကဘရင်မင်းကြီးကျွေးမွေးလာတာကြားပြီးမလို့ဘရင်မင်းကြီးတစ်ချက်မှကြားလိုက်တာနဲ့လူကိုတတ်မယ်ဖြတ်မယ်ဆိုတဲ့လူတွေကြီးပါပဲပြမရတ်မင်းကြီးကသူ့ကိုယ်သူငါဘယ်တိုင်းပြည်ကိုကြိုက်ခိုက်သိမ့်ပိုက်ပါစေသူတို့တွေအားလုံးကငါ့ကိုကြောက်ရွံ့ပြီးငါ့ကိုမြင်တာနဲ့ဘလူးတစိတကောင်ကိုမြင်တယ်လို့ပဲကြောက်ရွံ့ကကောင်းငုံနေကြတာကြွေးပဲလို့ပြောလိုက်ပါသေးတယ်ဒါအပြင်သူကသူ့လူတွေကိုလှုပ်ပြီးတားငယ်ရဲ့မိန်းမနဲ့မော်စိန်တုံးမင်းပြန်ကိုဒီနေ့လာဆက်တာခိုင်းလိုက်တယ်တကယ်လို့ဒီနေ့သာလာမဆက်တာဘူးဆိုရင်သူ့ကိုကြီးလေးတဲ့အပြစ်တင်ချမှတ်မယ်လို့လည်းပြောခိုင်းလိုက်ပါတယ်တကယ်လို့ဒီနေ့သွားမဆက်တာပေးဘူးဆိုရင်မနေ့ပြန်သူ့ကောင်းပခုံးကနေကျသွားရမယ်လို့လည်းအမျိုးမျိုးချင်းချောက်လိုက်သေးတယ်ဒါငယ်ကတော့မိုးမတ်တွေစီကနေအမိန်အားလုံးကိုကြားလိုက်ရပေမဲ့တုံလုံးထောက်ချခြင်းမရှိဘဲညသွေးကြောက်လေးကိုမနှက်သူ့မိန်းမကိုလာလူယူဖို့အတွက်တိုင်းပြည်ရဲ့ဘရင်ကနေစစ်တပ်တခုရောက်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့သားငယ်ကမြသွေးကြောက်ကိုမ
မိမမင်းဘရင်ရဲ့ကိုလို့တော့လှုပ်ချင်လားကိုနဲ့ဒီလိုစင်စင်ရဲရဲဘဝမှာနေရတာပျော်ရက်လားတကယ်လို့ကိုကမင်းကိုယူပြီးဒီညမှာဘရင်မင်းကြီးကိုသွားမဆက်တာပြီးဘူးဆိုရင်မနေ့ရောက်လာတဲ့ချိန်မှာဘရင်မင်းကြီးကငါးစီကနေမင်းကိုလူယူဖို့အတွက်တပ်ဖွဲ့တွေနဲ့ချီတက်လာပြီးတော့လာရောက်ညင်ပန်းနေဆက်တက်ပြတ်တော့မှာကိုမိမကိုသူများလာလူယူသွားမှကြောက်တယ်ဒါမှမဟုတ်ကိုတို့နှစ်ယောက်ဒီညကလေးထွက်ပြေးသွားကြမလားနေပါအောင်ကိုရဲ့မြတ်သွေးရဲ့ဘလူးတွေကိုတားရောက်တိုင်ပြင်းလိုက်အောင်မိန်ပြောဆိုပြီးတဲ့နောက်မှာမြတ်သွေးကြောက်အောင်မြင်းပြန်ပေါ်ကိုခုံတက်ကခြေတစ်ချက်ဆောင်းပြီးကောင်းကင်ရံကိုမြန်ဆန်စွာပြန်ဝဲသွားခဲ့တယ်ဘလူးတိုင်းပြည်ကိုရောက်ပြီးတဲ့ချိန်မှာတော့ပြမရမင်းရဲ့ရုံညံတဲ့စိတ်ကြက်နဲ့သူမကိုလာလို့ယူကမိမအဖြစ်တော်ဖို့ရင်သူ့စီကနေမော်စိန်တုံးနဲ့မြင်းပြန်ပါလူယူဖို့အတွက်အလုံးစုံပြောပြပြီးကဘလူးတွေအားလုံးကိုဘာယနတိကျိုင်းပြည်ရဲ့တကားဝရှိမှသွားဆောင်ခိုင်းပြီးအဲ့ဒီရုံညံနဲ့ဘရင်နဲ့မိုးမတ်တွေအားလုံးကိုစားတော့တက်ပြတ်ခိုင်းလိုက်ပါတယ်အဲ့လိုကြားလိုက်တဲ့ချိန်မှာဘလူးကြီးအားလုံးကလည်းစားကောင်းတောက်ဖွယ်စားတော့ရတော့မယ်ဆိုပြီးပျော်ရွှင်ဝမ်းမြောက်ကညင်ညင်ညညာနဲ့ကောင်းကင်ရံကိုပြန်ဝဲလာကပါရနတိကျိုင်းပြည်ကိုချီတက်လာခဲ့ပါတယ်မနက်မိုးလင်းခါနီးမှာတားငယ်တို့အိမ်ဘက်ကိုရောက်လာခဲ့ပါတယ်။တားငယ်ကလည်းစိုးရိမ်တကြီးနဲ့မိမဖြစ်သူပြန်အလာကိုစောင့်ဆိုင်နေခဲ့တာပေါ့။တားငယ်လေးသူ့မိမနဲ့ဘလူးအုပ်စုတွေရောက်လာအောင်မြင်တဲ့ချိန်မှာတော့ပျော်ရွှင်ဝမ်းမြောက်သွားခဲ့တယ်။မနက်မိုးလင်းလာတော့ပြမရက်မင်းကြီးနဲ့သူ့မူးမတ်တွေနဲ့အစီခံတွေကလည်းလက်နက်စုံလင်စွာနဲ့တကွသူတို့အာနာအရှိန်အဝါကိုပြသတဲ့အနေနဲ့ကျိုင်းပြည်အနှံ့အော်ဟစ်ကျင်းဝါနေခဲ့တာပေါ့လင်းလိုမျိုးစင်ရဲသားတော့ခွေသမားရင်သားကများပလလို့အဲ့လိုချောမောလှပါတယ်မိမနဲ့ထိုက်တန်ပါလေအဲ့လိုမျိုးမိန်းကလေးကငါတို့တိုင်းပြည်ရဲ့အရှင်သခင်မင်းကြီးနဲ့ပဲထိုက်တန်တာသူတို့အော်ဟစ်တောင်းကျမ်းနေတာကျိုင်းပြည်အနက်ကိုကြားရတဲ့ချိန်ထွေးပေါ့ညသေးကြောက်ကယုံညံလာတဲ့မူးမတ်တွေကိုတွေ့လိုက်ရတဲ့ချိန်မှာသူ့ရဲ့ဘလူးအချွေအေရန်တွေကိုလမ်းអော်လိုက်ပါတယ်အားလုံးထကြတော့မြန်မြန်လောက်ကြအဲ့ဒီယုံညံတဲ့ဘရင်မင်းကြီးနဲ့သူ့ရဲ့လူတွေအားလုံးကိုနန်းတော်ထိရောက်အောင်လိုက်လံရှာဖွေစားတော့ကြောင့်တယောက်မှမကြန့်စေတဲ့တော်ကြနေနောက်နေနေရင်သူများအရင်ဥသွားမိန်တောထဲမှာဝင်ရောက်ခုတ်အောင်နေတဲ့ဘလူးတွေအားလုံးကလည်းမြသွေးကြောက်ရဲ့အမိန့်ကိုကြားလိုက်ရတဲ့ချိန်မှာမြန်မြန်ဆန်ဆန်ထွက်လာကဘရင်မင်းကြီးရဲ့အမတ်တွေအားလုံးကိုတယောက်ပြီးတယောက်ကြိုက်ပြက်စားတော့မြို့ချနေခဲ့ပါတယ်အဲ့လိုမြင်လိုက်ရတဲ့မူးမတ်တွေအားလုံးကလည်းအုပ်တက်တိုက်နဲ့စူပူတောင်းချမ်းကောင်နန်းတော်ထဲကိုမြန်မြန်ဝင်ရောက်ပြေးလွှားသွားခဲ့ကြပါတယ်နန်းတော်ထဲမှာရှိကြတဲ့မိဖုရားတွေကျွင်ရတော့တဲ့အချွေအရန်တွေအပေါင်းအကလုံးထိတ်လန့်တုန်လောက်ကကြောက်ရွံ့နေခဲ့တာပေါ့ဘရင်မင်းမြတ်ကလည်းအဲ့လိုတွေ့လိုက်ရတဲ့ချိန်မှာကြောက်လွန်းလို့အမျိုးမျိုးကြောင်းပန်နေခဲ့ပါတယ်ယုံညံ့လာတဲ့မူးမတ်တွေအားလုံးကလည်းဘလို့ချင်းရဲ့လက်အောက်မှာအားလုံးဝဝပြားနေအောင်တောင်းပန်ကနောက်ဆုံးဘာမှမတက်နိုင်တော့တဲ့အဆုံးစွန်သားငယ်နဲ့ညသွေးကြောက်တို့ကိုပင်ဖိတ်ကတိုင်းပြည်ရဲ့အရှင်သခင်အဖြစ်ခန့်အပ်လိုက်ပါတယ်။တိုင်းပြည်ထဲပြည်သူပြည်သားတွေအားလုံးကလည်းစိတ်ထားယုံညံ့လာတဲ့ပါယနတိမင်းကြီးကနေရွာဆန်သွားပြီးစိတ်ထားမွန်မြတ်တဲ့သားငယ်ကတိုင်းပြည်ရဲ့ရှင်ဘုရင်အဖြစ်ဝင်ရောက်အုပ်ချုပ်ရတော့မယ်လို့တရင်ကြားရလိုက်တဲ့ချိန်မှာအားလုံးဝမ်းမြောက်ဝမ်းသာဖြစ်သွားကြကုန်ပါတယ်။သားငယ်နဲ့မြသွေးကြောက်တို့နှစ်ယောက်နန်းတော်ထဲကိုဝင်မဲ့နေမှာအားလုံးကဂရီပါလန်းတွေခင်းကစုံလင်တဲ့ပန်းရနက်နဲ့စီးကြိုနေခဲ့ပါတယ်။အဲ့ချိန်ကစပြီးသားငယ်ကလည်းဒုက္ခဆင်းရဲမှုအောက်ကနေကင်းလွတ်သွားခဲ့ပါတယ်။အခုဆိုရင်သားငယ်ကဘာယာနတိတိုင်းပြည်အပြင်ဘလူးတိုင်းပြည်ကိုပါအုတ်ထုတ်နေရပြီနှမင်းရဲ့ကုသကံပါရမီကတော့အရန်ကိုကြီးမြတ်လှပါတယ်အဲ့နောက်သားငယ်ကလည်းသူ့တိုင်းသူပြည်သားတွေနဲ့လက်အောက်ငယ်သားတွေကိုသူများပေါ်စိတ်ရုပ်စိတ်ပုံမရှိဖို့အတွက်ပြန်မရက်မင်းကြီးလိုကိုဒေါသကိုမထိန်နိုင်ပဲအသက်ဆုံးရှုံးရတဲ့အထိမဖြစ်ပါစေနဲ့လို့ဆုံးမဩဝါဒပြောပြလိုက်ပါတော့တယ်